ဟုတ်ကဲ့ဒီမတ်လ19ရက်နေ့မှာထိုင်းနိုင်ငံမှာကလေးခိုးယူမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းလေးကိုပြောပြချင်ပါတယ်။အဲ့ဒါကတော့ချစ်မင်းထက်ဆိုတဲ့ Facebook အကောင့်မှာတင်ထားပါတယ်။ဒီလက်ရှိကလေးခိုးယူမှုမှာတာဝန်တည့်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားကဝင်ပြီးတော့ဒီဟာကိုကဲတင်တယ်ပြီးလို့ရှိရင်ထိုင်းလူမျိုးတွေမှာပါပြီးတော့ဒီကလေးခိုးယူမှုကိုတားဆီးဖမ်းဆီးနိုင်ခဲ့တယ်ပေါ့နော်။ဒီသတင်းလေးကိုဒီချစ်မင်းထက်ဆိုတဲ့အကောင့်မှာတင်ထားတာကိုကျွန်တော်ပြန်လည်ဖတ်ပြပါမယ်။မဟာချိုင်ဝေလတွင်ကလေးခိုးယူမှုယူဆရတော့ဖြစ်ပွားခဲ့ပြီးအဆိုပါတခိုးလက်ထက်ကကလေးကိုတာဝန်တည့်မြန်မာလူဓမ္မတအုပ်နဲ့ထိုင်းလူမျိုးတို့ကကဲတင်ခဲ့စမုစာဝန်ခဲမဟာချိုင်ဝေလရက်ွက်တင်ကလေးခိုးယူမှုယူဆရတော့ဖြစ်ပွားခဲ့ပြီးအဆိုပါတခိုးလက်ထက်ကမိန်းကလေးကိုမြန်မာအလုပ်ဓမ္မတအုပ်နဲ့ထိုင်းလူမျိုးတွေမှာပူးပေါင်းကဲတင်ခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်မှာ2025ခုနှစ်မတ်လ19ရက်နေ့ညနေ3နာရီခန့်တွင်မဟာချိုင်ဝေလကြီးလမ်းတွေလမ်းဆောင်တစ်ခုတွင်ကားဖြူရောင်အလုံးပိတ်တစ်စီးပေါ်ကကလေးခိုးတရခံဟုယူဆရတော့အမျိုးသားတို့မှဆင်းလာကလမ်းဘေးရှိမိန်းကလေးငယ်တဦးလက်ကိုဆွဲကကားပေါ်သို့ခေါ်ဆောင်ရန်အတင်းအကျပ်ကြိုးစားနေသည်ကိုတာဝန်သိမြန်မာအလုပ်သားတဦးတွေ့ရှိရာထိုနေရာသို့အပြေးတွားရောက်ကကလေးငယ်ကိုကူညီကယ်တင်ခဲ့တယ်လို့သိရပါတယ်။ဟိုကလေးငယ်ကိုကူညီကယ်တင်ရန်အပြေးရောက်လာတော့အလုပ်သမားကိုတွေ့တဲ့အခါအဆိုပါကလေးခိုးယူဆရတော့မိန်းကလေးငယ်ကိုလွှတ်ချပြီးကားပေါ်တက်ကမောင်းပြေးတွားခဲ့လို့သိရပါတယ်။အခင်းပြစ်ပွားမှုကို CCTV မှတ်တမ်းကတည်းကမြင်တွေ့ရပါတယ်။ခုနောက်တာဝန်တည့်အလုပ်သမားကူညီရေးအဖွဲ့များတို့ချိတ်ဆက်တော်ကထုံမတဆင့်စမှုစကွန်ရဲစခန်းနဲ့တွားရောက်တိုင်ကြားအမှုဖွင့်ခဲ့တယ်လို့အလုပ်သမားရေးကူညီနေသူထံကသိရပါတယ်။ထိုတိုင်ကြားမှုကိုရရှိတော့စမှုစကွန်အာဏာပိုင်များ၏ကလေးတခိုးဟုယူဆရတော့အားလိုက်လံရှာဖွေကစမှုစကွန်ရဲစခန်းတွင်ဖမ်းဆီးထားပြီးထိုကလေးခိုးဟုယူဆရသူမှာထိုင်းလူမျိုးတူဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးနောက်ဆက်တွဲသတင်းရှိပါကပေါ်ပြပေးသွားပါမယ်။ကလေးရှိမိဘတွေအနေနဲ့မိမိသားသမီးတွေကိုအထူးဂရုစိုက်သင့်ပြီးအဖော်မပါတယောက်တည်းလမ်းလျှောက်မတွားစေရန်တင်ကြားအတိပေးထားရန်တတိပေးပါတယ်ဆိုပြီးတော့ကျွန်တော်တို့မှာ CCTV မှတ်တမ်းတွေနဲ့သတင်းတင်ထားတာတွေ့ရပါတယ်ဒါကတော့မဟာချိုင်ဝေလမှာဖြစ်ခဲ့တာပါခင်ဗျာအဲ့တော့လက်ရှိထိုင်းနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့နှီးမျိုးစုံနဲ့နေနေရတယ်အဲ့ဒီအချိန်မှာတချို့တွေကြတော့မကြိုက်တဲ့ထိုင်းနိုင်ငံသားတွေလည်းရှိတယ်ကြိုက်တဲ့ထိုင်းနိုင်ငံသားတွေလည်းရှိတယ်အခက်အခဲတွေမျိုးစုံကြားထဲမှာအခုလိုကလေးခိုးယူမှုတွေဖြစ်တယ်ဆိုတာကကလေးခိုးတယ်ဆိုတာငယ်ငယ်တုန်းကတော့ကျွန်တော်တို့ထောက်ပြောလူကြီးတွေထောက်ပြောခဲ့တဲ့အရာတို့ထင်ခဲ့ပေမဲ့အခုနောက်ပိုင်းခေတ်တွေမှာတော့ဒီကိုအင်ကအစိတ်အပိုင်းတွေထုတ်ရောင်းလာတဲ့ဈေးကွက်တွေဒီမင်းပေါ့အောက်လိုင်းဈေးကွက်ပေါ့နော်ဒီတရားမဝင်ဈေးကွက်တွေပေါ်လာတဲ့နောက်မှာလူတွေရဲ့ကြောက်ကတ်တို့စသဖြင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုထုတ်ရောင်းလို့ရတဲ့အနေအထားမှာဒီလိုမျိုးဖြစ်စဉ်မျိုးတွေမကြာခဏကြားသိရတာဖြစ်ပါတယ်ဒါကြောင့်မလို့ထိုင်းနိုင်ငံမှာဆိုအခုမြန်မာပြည်မှာနေထိုင်လို့မရလို့ထွက်ပြေးသိမ်းရှောင်လာတဲ့ထဲမှာအရွယ်မရောက်သေးတဲ့ဒီကလေးငယ်တွေမြောက်များစွာပါလာပါတယ်မိဘတွေကဒီထိုင်းကိုတက်လာတဲ့အချိန်မှာအောက်မှာထားမဲ့မရတော့ဘူးတော့စစ်ဘေးကြောင့်လက်ရှိအာဏာသိမ်းတဲ့ဖြစ်စဉ်ကြောင့်စတဲ့ဖြင့်ခေါင်းစဉ်မျိုးမျိုးအောက်မှာကျွန်တော်ခေါ်တင်လာတာရှိတယ်အဲ့တော့ဒီထိုင်းနိုင်ငံရောက်နေတဲ့အချိန်မှာကျွန်တော်တို့တွေကမိသားစုကထိုင်ပြီးစားလို့မရဘူးတက်ဆိုင်ရာအလုပ်တွေမှာအပြေးလွှားအလုပ်လုပ်နေရတဲ့အချိန်မှာကြံပြီးခဲ့တဲ့သားသမီးတွေကရက်ွက်ထဲမှာပြေးလွှားဆော့ကစားနေပဲရှောက်တွားနေပဲအဲ့ဒီအနေအထားတွေကိုတကယ်စစ်ဆေးကြက်မှတ်ဖို့လိုအပ်ပါတယ်အားလုံးတတိထားနိုင်အောင်ဒီတတိလေးကိုကျွန်တော်ထပ်ဆင့်ညှဝေပေးတာဖြစ်ပါတယ်ဘာဖြစ်ဆိုတော့ဒီထိုင်းရောက်နေတဲ့မိဘ99ရာခိုင်နှုန်းလောက်ကကိုယ့်အိမ်မှာကိုထိုင်ပြီးတော့ကိုသားသမီးကိုကြည့်နိုင်တဲ့လူနည်းပါတယ်ဟုတ်တယ်နော်အဲ့တော့ကိုကအလုပ်သွားမယ်ကလေးတွေကိုအိမ်မှာထားပေးခဲ့မယ်ဒီနည်းနည်းတိကျတဲ့အရွယ်ဆိုအိမ်မှာထားလို့ရနေပြီအဲ့တော့ကလေးတွေကပတ်ဝန်းကျင်မှာရှိတဲ့အခန်းမှာရှိတဲ့ဒီထိုင်းကလေးတွေမြန်မာကလေးတွေစတဲ့ဖြင့်တွေ့တဲ့ကလေးတွေစော့ကြမယ်ပြီးလို့ရှိရင်ကလေးဆိုတော့တိတဲ့အတိုင်းဟိုဆက်ဒီဆက်သွားကြလာကြမယ်အဲ့ဒီကနေတစ်ဆင့်ဒီလိုဖြစ်စဉ်မျိုးတွေဖြစ်လာမယ်ဆိုရင်မိဘတွေအနေနဲ့ရင်ကျိုးစရာဖြစ်မှာပါဒါကြောင့်မလို့ထိုင်းမှာရှိတဲ့ညီကောင်မောင်နှမတွေနေတဲ့ဒီသတင်းလေးကိုအားလုံးတွေ့လို့ရှိရင်ကိုယ့်ရဲ့သားသမီးတွေကိုကြည့်ရှုစောင့်ရှောက်နိုင်ကြပါစေလို့ဒါရည်ရွယ်ချက်နဲ့ကျွန်တော်ဒီဟာလေးကိုမျှဝေပေးတာဖြစ်ပါတယ်